ဒီနေ့မှာတော့လုံးရတာအရန်လွယ်ကူပြီးတော့စားလို့ကောင်းအာဟာရဖြစ်တဲ့ကြက်ဥပူတင်းလေးအိမ်မှာလှုပ်စားပြလို့လုံနီးလေးကိုလာပြီးတော့ပြန်မျှဝေပေးချင်ပါတယ်ရှင်အရန်လွယ်ပါတယ်ဒန်နီလေးနဲ့ပဲလှုပ်သွားပါတယ်နော်ဒီနေ့သုံးထားတာကတော့ကြက်ဥ9လုံးသုံးထားပါတယ်ကြက်ဥ9လုံးကိုဖောက်ထည့်လိုက်မယ်ဒီထဲမှာတကြားလေးလည်းထည့်ပါတယ်စားလေးနဲ့ငယ်လေးထည့်ပါတယ်နော်ဒါပြီးရင်ခလောက်လိုက်ပါမယ်ကွေကာအုပ်လေးရောထည့်ပြီးတော့လှုပ်ထားပါတယ်ရှင်ကွေကာအုပ်လေးနှစ်ထုပ်ကိုရေနွေးလေးနဲ့ပြစ်ကလေးဖြော်လိုက်ပါမယ်ဖြော်ပြီးကြေသွားပြီဆိုလို့ရှိရင်စောနာကခောက်ထားတဲ့ကြက်ဥတွေကိုထည့်ပြီးတော့ပြန်မှွေလိုက်ပါမယ်ဒါဆိုလို့ရှိရင်အောက်ခြေမှာညိုညိုလေးဖြစ်အောင်လို့မို့ဆိုပြီးတော့တကြားလေးကိုကြိုထားလိုက်ပါတယ်တကြားလေးညိုသွားပြီဆိုလို့ရှိရင်ပေါင်းမဲ့ခွက်ရဲ့အောက်ခံထဲမှာဒီလိုလေးထည့်ထားလိုက်ပါတယ်ထည့်ပြီးသွားရင်စောနာကခောက်ထားတဲ့ကြက်ဥအနှစ်ကလေးတွေကိုထည့်ပြီးတော့ဒဲနီနဲ့ရေနွေးလေးနဲ့ပေါင်းထားလိုက်ပါနော်နိုင်ဝက်လောက်ပေါင်းထားပြီဆိုလို့ရှိရင်စားလို့ရပါပြီအိမ်မှာကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီလိုလေးလုပ်ကြည့်ပါနော်အာဟာရလည်းဖြစ်တယ်စားလို့လည်းကောင်းပါတယ်ဒါဆိုလို့ရှိရင်နိုင်ဝက်ပြည့်ပြီးအထဲမှာနက်မနက်တူလေးနဲ့ထိုးပြီးကြည့်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့အီတုံတုံမွေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ကြက်ဥပူတင်းလေးတစ်ခုရပါပြီရှင်အားလုံးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်